Yo bhikkhave rupata upparo dukkhatte do upparo. Yasabya hobonga rupata upparo yodaya ye phitporla mu ha dukkhatta upparo dukkha ye phitporla mu be. So kare dukkha soda di neya ma tacha ko pyo neda ma hout bu. Di khanda ko be pyo ne de so adhippai yauk. Dhammavara Paliတော်မှာတော့နတ္ထိခန္ဓာသမဒုက္ခလို့ဒုက္ခထဲမှာဆိုရင်ခန္ဓာဟာအဆိုးဆုံးခန္ဓာနဲ့တူတဲ့ဒုက္ခမရှိဘူးလို့ဒီလိုဟောတယ်။ဟောတန်ရုပ်ပါဠိတော်မှာကျတော့တို့တွေရတာဘာရတာဘာဖြစ်လာတာတော့ဆိုရုပ်ခန္ဓာကိုရရုပ်ရတယ်။ယောဘိက္ခဝေရူပတ္တဥပ္ပါရောရုပ်တရားရဲ့မိမိတဏ္ဍာမှာဖြစ်ပေါ်လာမှုရူပခန္ဓာရဲ့ဖြစ်ပေါ်လာမှုဟာပါလေဒုက္ခတေသောဥပ္ပါဒောဒုက္ခရဲ့ဖြစ်ပေါ်လာမှုဧသောအဲ့ဒီရူပခန္ဓာရဲ့ရုပ်တရားရဲ့ဖြစ်ပေါ်လာမှုဟာဒုက္ခတဥပ္ပါဒောဒုက္ခဖြစ်ပေါ်လာခြင်းပဲလို့ဆိုတော့ဘဝကိုဒုက္ခလို့ရှုခိုင်းတာပဲမြတ်စွာဘုရားကဲချက်ပြီးတော့ကြည့်လိုက်ရုပ်ခန္ဓာတွေရတယ်ဆိုတာဘာတွေရတာတော့မေးကြည့်လိုက်မေးကြည့်လိုက်တဲ့အခါဘုန်းကြီးတို့တွေတခုစီကြည့်လိုက်မယ်ဆိုလို့ရှိရင်အသုံးဝင်တာတွေကအရင်စားကြည့်လက်တွေ့အသုံးဝင်နေတာဘာလဲမျက်စိဒါဖြင့်မျက်စိရလာတာဘာရတာတော့လို့ဘုရားတရားတော်နဲ့ကိုယ်ကရှုမြင်သုံးသပ်မယ်ဆိုရင်တို့မျက်စိရလာတာဟာဒုက္ခရလာတာပဲလို့ဒီလိုပြောကဲဟုတ်မဟုတ်ကိုစဉ်းစားကြည့်မျက်စိရလာသည့်အတွက်ကြောင့်မျက်စိနာတယ်ဆိုတာဖြစ်တယ်လေမျက်လုံးကန်းတယ်ဆိုတာလည်းမျက်စိရတဲ့လူအတွက်ကြောင့်လူတွေကတော့မျက်စိလေးရှိသည့်အတွက်ပျော်ကြတာပေါ့မျက်စိရှိတော့လာတာပါတာလည်းမြင်ရတယ်မလာတာမပါတာလည်းမြင်ရမြင်စရာရှိတာလည်းမြင်မျက်စိအသုံးဝင်မူလားဆိုအသုံးဝင်အများကြီးအသုံးဝင်မျက်စိရှိသည့်အတွက်ကြောင့်တယ်လီဗီရှင်းကြည့်လို့ရတာပေါ့လူငယ်တွေဆိုမျက်စိအသုံးဝင်တာမျက်စိရှိသည့်အတွက်ကြောင့်လှတာပါတာတွေကုန်ကြည့်နိုင်တော့အဲ့ဒီလိုအသုံးဝင်ပါရဲ့အသုံးဝင်တာလေးတွေကိုကြည့်မယ်ဆိုလို့ရှိရင်အကောင်းလို့ပဲမြင်ရမှာသို့တော့ဒီမျက်စိဟာဒီတိုင်းနေသလားလို့ဆိုတဲ့အခါကျတော့မျက်စိဟာဒီတိုင်းမနေအလုံးသိတဲ့အတိုင်းနော်ကလေးငယ်လေးဘဝကရထားတဲ့မျက်စိတစ်နှစ်ပြီးတစ်နှစ်တစ်နှစ်ပြီးတစ်နှစ်ရင့်လာပြီးတော့နောက်ဆုံးကြတော့သက်60 80 80ရောက်သွားတဲ့အခါကျတော့မုံဝါးဝါးတွေမဖြစ်ပေဘူးလားဖြစ်သွားတယ်ဒါဖြင့်မျက်စိရတဲ့ဒီအသုံးဝင်မှုဟာတခဏလားထာဝရလားလို့မေးလို့ရှိရင်ဘယ်လိုပြောခဏပဲအဲ့တော့ဒီခြားထဲမှာလည်းကြည့်လိုက်အောင်မျက်စိနာလို့မျက်စိမှုံလို့နဲ့ဆိုပြီးတော့ဆေးကန်းတွေသွားကြရတယ်မျက်မှန်တွေတက်ကြရတယ်ဟောဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေအများကြီးပဲမျက်စိနဲ့ပတ်သက်ပြီးလင်းမရလို့ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေများကြီးအဲ့တော့ဒီမျက်စိရတာဟာဒုက္ခရကဘာမှာမျက်စိယောဂဖြစ်ပြီးတော့ဒုက္ခခံရတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲအဲ့တော့မြတ်စွာဘုရားကဆိုလိုတာကကြည့်နော်မျက်စိကြောင့်မျက်စိကိုလုံးဝအသုံးမဝင်ဘူးလို့ဒီလိုပြောတာမဟုတ်ဘူးကဲမျက်စိရလာပြီရလာတဲ့မျက်စိကိုအမိပြုပြီးတဲ့အခါမှာလူတွေဟာမျက်စိကိုအကြောင်းပြုပြီးတော့ကုသိုလ်ရတာနဲ့အကုသိုလ်ရတာဘယ်ဟာများမယ်ထင်နော်ဩမျက်စိရတာကိုအကြောင်းပြုပြီးတော့ငရဲကျသွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲဘာဖြစ်လို့လဲဆိုမျက်စိနဲ့မြင်တဲ့အာယုံနောက်ကိုလိုက်ပြီးတော့လောဘဖြစ်တယ်ဒေါသဖြစ်တယ်ဟောလောဘဒေါသတွေဖြစ်တဲ့အခါကျတော့လောဘကြောင့်ဖြစ်တဲ့ကံတရားတွေဒေါသကြောင့်ဖြစ်တဲ့ကံတရားတွေဟာမကောင်းတဲ့အပင်ငရဲအပယ်ဆင်းရဲကိုပို့ပေးသည့်အတွက်ကြောင့်
ဒီတန်တရားထဲမှာနေမွန်းသွားကြမျက်စိနဲ့မြင်ပြီးတော့ဆင်းရဲဒုက္ခရောက်တာအကုသိုလ်တွေအများကြီးဖြစ်တယ်မျက်စိဆိုတာကိုအသိစိတ်ကိုမျက်စိနဲ့မြင်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်တရားတွေကိုမထိန်းနိုင်ဘူးတတိနဲ့ပညာနဲ့ထိန်းချုပ်ထားခြင်းမလုပ်နိုင်ဘူးဆိုလို့ရှိရင်မျက်စိကနေပြီးတော့အကုသိုလ်တွေဖြစ်တယ်အကုသိုလ်တွေဝင်လာအဲ့တော့အကုသိုလ်ဝင်တာဆိုတဲ့ဒါမျက်စိကပေးတဲ့ဒုက္ခတွေပဲပေါ့တာမန်ဒုက္ခတွေမကြည့်နဲ့မျက်စိနာတယ်ဆိုတာလည်းဒုက္ခပဲမျက်စိမှုန်တယ်ဆိုတာလည်းဒုက္ခမျက်စိကျိန်းတယ်ဟောဒုက္ခတွေအများကြီးဒါကတာမန်ပေးတဲ့ဒုက္ခအလေးနဲ့ဒီတဲ့ထားပြီးတော့စဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်မျက်စိနဲ့မြင်ပြီးတော့အကုသိုလ်တွေရတာကပို့ပြီးတော့ဒုက္ခပေးရရောက်တယ်အဲ့ဒါကြောင့်ပို့ပြီးတော့အပင်ငရဲကျသွားတယ်ဆိုဟောမျက်စိကနေပေးတဲ့ဒုက္ခပဲဒါကြောင့်မို့မြတ်စွာဘုရားကတန်ရုပ်ပါဠိတော်မှာဟောတာယောဘိက္ခဝေသက္ခုတ္တဥပ္ပါရောဒုက္ခတိသောဥပ္ပါရောအေးမျက်စိရလာတာဒုက္ခဖြစ်လာတယ်လို့မထင်လေနဲ့ဒုက္ခဖြစ်တာပဲဟောမျက်စိရတာဘာရတာတော့မေးရင်ဒုက္ခရတယ်လို့ပြောရမယ်ဒီလိုဟောတာအဲ့တော့ဘဝကိုရှုမြင်သုံးသပ်လိုက်မယ်ဆိုရင်အတူချုပ်ပြီးတော့ပြောလိုက်တော့ဘဝကြီးတစ်ခုလုံးကိုခြုံငုံပြီးတော့ perspective အနေနဲ့ဆင်ញင်စဉ်းစားကြည့်လိုက်လို့ရှင်ဒုက္ခလို့ပြောစရာအမှန်တမ်းနည်းပြီးတော့ဒုက္ခလို့ဘာလို့လို့ဆိုရင်နောက်ဆုံးအဆုံးသတ်ဒုက္ခနဲ့ပဲအဆုံးဒုက္ခနဲ့အဆုံးမသတ်ဒုက္ခနဲ့ပဲအဆုံးသတ်သွားမယ်အေးဒါကြောင့်မို့လို့နတ္ထိခဏတမဒုက္ခလို့မြတ်စွာဘုရားဟောတာဘဝဒုက္ခရှုမြင်သုံးသပ်ကြအဲ့ဒီတိုင်းပဲလူတွေမှာအသုံးဝင်တဲ့နာဆိုတာရှိနာကိုအကြောင်းပြုပြီးတော့ကောင်းတာတွေမရဘူးလားရတယ်ဟုတ်လားအခုလိုတရားပွဲတွေမှာတရားနာခွင့်ရနာကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေရတယ်ဒါမကောင်းဘူးလားကောင်းတယ်သို့တော့နာကပေးတဲ့ဒုက္ခတွေကအများကြီးပဲနာကိုအကြောင်းပြုပြီးတော့တခြင်းတန်လေးနားထောင်လိုက်ตาရလိုက်တွေ့တာလိုက်နဲ့ဆိုပြီးအကုသိုလ်တွေပွားတာအဲ့ဒါလို့ပွားလာပြီဆိုလို့ရှိရင်ထိုအကုသိုလ်တွေကိုအကြောင်းပြုပြီးတော့လူတွေဟာဒုက္ခရောက်ကြပြန်တယ်ပေါ့အဲ့တော့နာကလူတွေကိုချမ်းသာဒုက္ခကိုရစေတတ်တဲ့ကုသိုလ်ကိုဖြစ်စေတာအမတန်မှနည်းပြီးတော့ဒုက္ခပေးတာကများနေတယ်အဲ့ဒါကြောင့်မလို့နားရတာဟာလည်းပဲဒုက္ခရတယ်လို့ပဲပြောလို့ရထို့တူပဲဆင်ញင်စဉ်းစားကြည့်မြတ်စွာဘုရားကယောဘိက္ခဝေဌာနတ္တဥပ္ပါရောဒုက္ခတေသောဥပ္ပါရောနှာခေါင်းရတာလဲဒုက္ခရတာပဲယောဘိက္ခဝေဇီဝါယဥပ္ပါရောဒုက္ခတေသောဥပ္ပါလျာရဲ့ဖြစ်ပေါ်လာမှုဟာလည်းပဲဒုက္ခရဲ့ဖြစ်ပေါ်လာမှုပဲထို့တူပဲယောဘိက္ခဝေကာယတဥပ္ပါရောဒုက္ခတေသောဥပ္ပါခန္ဓာကိုယ်ကြီးကာယပတာရာကြီးရလာတာလေဒုက္ခကိုရတာပဲလို့ဟောမျက်စိနာနာလျာကိုယ်လို့ဆိုတဲ့ဒီယုတ်ခန္ဓာတွေရလာတာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒုက္ခတွေကိုရလာတာဒါကရှုထောင့်တစ်ခုကနေပြီးတော့ချိပြီးတော့ဒုက္ခကိုရှုမြင်သုံးသပ်တိုင်းဖို့ပေါ့ဘဝကိုရှုမြင်သုံးသပ်ဖို့တစ်ခုဟောနောက်တစ်ခုဒီတဲ့လေးနဲ့ထားနဲ့ပြန်ပြီးတော့ရှုမြင်သုံးသပ်လို့ရသေးတယ်ဘယ်လိုရှုမြင်သုံးသပ်လို့ရမလဲဘုန်းကြီးတို့တွေရထားတဲ့ဟောဒီရုပ်ခန္ဓာကိုယ်ကြီးမျက်စိနာနာလျှာကိုယ်ဆိုတဲ့ဒီရုပ်ခန္ဓာကိုယ်ကြီးဟာရလာတဲ့အချိန်ကနေစပြီးတော့ရက်နေတာမရှိဘူးမြစ်ထဲကမြစ်ရည်တွေတသွင်သွင်စီးနေတယ်လို့ဒီရုပ်ခန္ဓာကိုယ်ကြီးကပြောင်းလဲနေတဲ့ဖြစ်စဉ်ကြီးတစ်ခုပဲဘယ်အရာမှရပ်ပြီးတော့တည်မြဲနေတာမဟုတ်ဘူးတဲ့တည်မြဲနေတယ်ဆိုရင်ငယ်တုန်းကရုပ်ကလေးခုချိန်ရှိမှာပေါ့မရှိဘူးလူတိုင်းဟာမိခင်ဝမ်းကနေပြီးတော့မွေးဖွားလာတဲ့အချိန်မှာငယ်ငယ်လေးနဲ့နုနုဖတ်ဖတ်ကလေးပဲမဟုတ်လားအဲ့ဒီကနေပြီးတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ဖြစ်လာတဲ့အခါကျတော့ချက်ချင်းကြီးပြောင်းတာမဟုတ်ဘူးတဖြည်းနေ့စဉ်နဲ့အမျှမိနစ်ပိုင်းစက္ကန့်ပိုင်း
လူရဲ့ရုပ်ခန္ဓာကိုယ်ကပြောင်းလဲသွားတယ်အဲ့ဒီပြောင်းလာတဲ့ဟာတွေကအလုံးဟာမူလဟာလားလို့ဆိုမဟုတ်ဘူးနောက်ပြောင်းလာတာမှန်တယ်များအကုန် copy တွေကြီးပဲ copy တွေဆိုတာအရင်ဟာရဲ့အတုတွေကြီးပဲအစစ်ဆိုတာမရှိတော့ဒီလိုဆိုလို့ဟောတဖြည်းဖြည်းပြောင်းလဲနေတဲ့အရာတစ်ခုဟာကျင့်တ်ဆရာမှမကောင်းပဲပြောင်းလဲနေသည့်အတွက်ကြောင့်ဝိပရိနာမပြောင်းလဲတတ်တဲ့သဘောရှိတယ်အဲ့ဒီပြောင်းလဲနေတတ်တဲ့သဘောရှိသည့်အတွက်ကြောင့်ပြောင်းလဲမှုတွေရဲ့အနှောင့်အယှက်ကိုအမြဲခံနေရသည့်အတွက်ကြောင့်ဒုက္ခဒီနေရာမှာဒုက္ခဆိုတာကိုလူတွေညီးတဲ့ဒုက္ခမျိုးပြောတာမဟုတ်ဘူးဥဒယဘယပฏิပိလနထေနဒုက္ခတဲ့ဖြစ်မှုပြက်မှုတွေကအမြဲတမ်းဒုက္ခပေးနေလို့ဒုက္ခလို့ဒီလိုပြောတာနော်အဲ့ဒါလို့ဒုက္ခဖြစ်နေတာကိုဘုန်းကြီးတို့တွေရပ်ချင်လို့ရမလားသာဝရပြောင်းနေတဲ့အရာတခုနောက်ပြန်ဆွဲရင်ရောရမလားဆိုမရအဲ့ဒါလို့လုံးလို့မရနိုင်တဲ့အနေအထားမျိုးကိုပဲအနတ္တလို့ပြောတာဒီလိုဆိုလို့တာနော်အဲ့ဒါကိုပဲစာလို့ပြောတဲ့အခါကျတော့အဝတ္တဝတ္တနာကိုယ်အလိုတိုင်းမဖြစ်ဘူးဝတ္တဆိုတာကိုယ့်ရဲ့အလိုဝတ္တနာဆိုတာဖြစ်တာအဝတ္တဝတ္တနာဆိုတာကိုယ်အလိုချဘာတစ်ခုမှမဖြစ်ဘူးသူ့သဘာဝအတိုင်းသူဖြစ်နေတာဟုတ်တယ်လေဘုန်းကြီးတို့တွေမွေးလာပြီးတဲ့နောက်ကလေးကကိုဖြစ်ချင်တာမှမဟုတ်ပဲရုပ်ခန္ဓာကိုယ်ကြီးကတဖြည်းဖြည်းရင်လာတာခေါင်းမဖြူခြင်းပဲနဲ့လည်းဖြူတယ်သွားမကြိုးခြင်းပဲနဲ့လည်းကြိုးတယ်ပရိမတွန့်ခြင်းပဲနဲ့လည်းတွန့်တယ်မအိုခြင်းပဲအိုလာဒါကိုမဖြစ်ချင်တာတွေဖြစ်တာဒါရုပ်ခန္ဓာကိုယ်ကအဲ့ဒါကြောင့်မလို့အဝတ္တဝတ္တနာအနတ္တလက္ခဏာသုံးပါဆိုတာဟောထားတယ်လေရူပံဘိက္ခဝေအနတ္တရုပ်တရားဟာအနတ္တပဲကိုယ်လိုတိုင်းမဖြစ်ဘူးတဲ့နော်ဘာကြောင့်လို့အကယ်၍ကိုယ်လိုတိုင်းကိုယ်ဟာဖြစ်မဲ့ဆိုရင်ကိုယ့်ရဲ့အတ္တဖြစ်မဲ့ဆိုရင်ရူပိစာဟိတံဘိက္ခွေအတ္တအဝိနာယိတံရူပံအာဘာရယသံဝတိယကိုယ်လို့သတ်မှတ်တဲ့အတိုင်းထားမဲ့ဆိုရင်ကိုယ့်ကိုယ်ကိုဘယ်သူကနှိပ်စက်မလဲရုပ်တရားလူကိုယ့်ကိုယ်ကိုဘယ်လိုနှိပ်စက်မလဲမနှိပ်စက်နှိပ်စက်တယ်ရုပ်တရားဆိုတာဖြစ်ရလဲနှိပ်စက်တယ်ကြံတဲ့ပတ်ဝန်းကျင်ကိုလည်းနှိပ်စက်တယ်သူ့ကိုယ်သူကိုလည်းနှိပ်စက်တယ်မျက်စိကမျက်စိကိုပြန်နှိပ်စက်တယ်နားပြန်နှိပ်စက်နားရှိလို့နားကြိုက်တယ်ဟောအဲ့ဒါလို့နှိပ်စက်ရုံနဲ့မကဘူးအကယ်၍အတ္တဆိုရင်လက်ပိထာသရူပိဧဝမေရူပံဟောတုဧဝမေရူပံမဟာဟောတိငါရဲ့ရုပ်ကလေးဟာဒီပုံစံဖြစ်ပါစေဒီအနေထားဖြစ်ပါစေလို့ကိုလှုပ်ချင်တဲ့အတိုင်းရမှာပေါ့တဲ့ဟောမရသည့်အတွက်ကြောင့်အနတ္တလို့ပြောတယ်ဒါအမတ္တမရှင်းတယ်မြတ်စွာဘုရားဟောထားတာနော်အမတ္တမရှင်းအဲ့ဒီနည်းနဲ့ဆင်ញင်သုံးသပ်ပေးရအဲ့ဒီလိုဆင်ញင်သုံးသပ်ပေးတာဟာ meditation ကမ္မထာလုပ်တာပဲအဲ့ဒါကိုပါဠိစကားလုံးနဲ့ပြောတဲ့အခါကျတော့အနုပတ္တနာလို့ပြောတာအနုဆိုတာလျော်ညီစွာပတ္တနာရှုမြင်ခြင်းဘာနဲ့ရှုတော့ဉာဏ်နဲ့ရှုကမ္မထထိုင်နေဆိုတာဒီလိုတမာရီတွေရအောင်လုပ်ပြီးတော့ဒီလိုထိုင်နေမှာကမ္မထပုံစံနဲ့ထိုင်နေမှာကမ္မထထိုင်တာမဟုတ်ဘူးဘဝကြီးကိုရှုမြင်သုံးသပ်တာဘယ်ပုံစံနဲ့ပဲထိုင်နေအိပ်ရင်ရှုနေဘယ်လိုရှုနေဒီကမ္မထဆိုဒီမှာစိတ်အလုပ်ဆိုတာကိုတော့မမေ့နဲ့စိတ်အလုပ်ဆိုတာမမေ့မထိုင်ရဘူးပြောတာမဟုတ်ဘူးเนาะကမ္မထာဆိုတာ posture တော့ရှိတာအဲ့တော့မြတ်စွာဘုရားကဒါမှမဟုတ်ဣရိယာပုတ်၄ပါးလုံးနဲ့ကမ္မထာကိုရှုမှတ်ဖို့ပြောတာအာနာပါနတစ်ခုပဲထိုင်ပြီးတော့ရှုဖို့ဆိုတာအာနာပါနထွက်လေဝင်လေနဲ့ပတ်သက်တဲ့တမာတိရအောင် posture ပေးထားတာဉာဏ်နဲ့ကမ္မထာနေဆိုလို့ရှိရင်စဉ္ညာရှောင်ရင်ရှုမယ်ထိုင်ရင်ရှုမယ်မတ္တရရင်ရှုမယ်လမ်းလျှောက်ရင်ရှုမယ်ဟောလျှောင်းရင်ရှုမယ်လျှောင်းတိုင်ရသွားဣရိယာပုတ်၄ပါးကိလေသာတွေမဝင်ရအောင်ရှုမြင်သုံးသပ်အထူးသဖြင့်တော့ရေပုံရအနေနဲ့မြတ်စွာဘုရားကစဉ္ညာလျှောက်ထားရင်ထိုင်တာရင်ဒီနှစ်ခုကိုဦးစားပေးပြီးတော့ဟောဒါဘာလို့လဲဆိုတော့
လူဆိုတာပြင်းတတ်တယ်လေအိပ်ပြီးတော့ကမ္မထာရှုလို့ရတယ်ဆိုရင်လူကအိပ်ပြီးတော့ရှုရင်ဘာဖြစ်အိပ်ပျော်သွားမှာပေါ့အိပ်တဲ့ဘက်ရောက်သွားမှာပေါ့နော်ဒါကြောင့်မို့မြတ်စွာဘုရားကထိုင်ခြင်းဣရိယာပုတ်နဲ့စဉ္ညာလျှောက်ခြင်းဣရိယာပုတ်ကိုအဓိကထားပြီးတော့ညွှန်ပေးတယ်။ကျန်တာကရှုလို့မရလို့ပြောတာမဟုတ်ဘူး။ရှုလို့မရလို့ပြောတာမဟုတ်ဘူး။အဲ့တော့ထိုင်ခြင်းလျောင်းခြင်းဖြင့်မတရားပြီးတော့ရှုကြတာလည်းရှိတယ်။နော်လမ်းလျှောက်ရင်လည်းလမ်းလျှောက်တယ်ဆိုတော့စဉ္ညာလျှောက်တာပေါ့လျောင်းဆက်ပြီးတော့လည်းပဲကမ္မထာရှုလို့ရတယ်ဆိုပါစို့များသောအားဖြင့်တော့လျောင်းဆက်ပြီးတော့ရှုမယ်ဆိုလို့ရှိရင်လူဟာပြင်းပြီးတော့အိပ်ပျော်သွားတယ်လို့လျောင်းဆက်ပြီးတော့ဆိုတာကိုစာထဲမှာမပြောဘဲနဲ့ထားတာသို့တော်လည်းပဲရှုလို့ရတယ်လို့ပဲစိတ်အလုပ်ဖြစ်သည့်အတွက်ကြောင့်မိမိတို့စိတ်စွမ်းအားနဲ့ကိုက်ညီတဲ့အနေအထားမျိုးနဲ့ရှုလို့ရတယ်ဘဝရဲ့ဒုက္ခရှုမြင်သုံးသပ်ကြဘဝရဲ့ဒုက္ခကိုရှုမြင်သုံးသပ်တဲ့အခါအခုလိုမြင်ကြရတာပေါ့ဒါကမမြဲတဲ့ရှုထောင့်ကနေကြည့်တာမမြဲတဲ့ရှုထောင့်ဘဝတစ်ခုရလာရင်တဖြည်းဖြည်းပြောင်းလဲနေတယ်ပြောင်းလဲနေတာတစ်ခုကိုပြောင်းလဲနေသည့်အတွက်ကြောင့်စိတ်ပြည့်စရာကောင်းလို့ဒုက္ခအဲ့ဒီစိတ်ပြည့်စရာကောင်းတဲ့အခြေအနေကြီးတစ်ခုကိုကိုယ်အလိုတိုင်းဖြစ်အောင်လုပ်လို့မရလို့အနတ္တလို့ဆိုရင်ဒီရှုထောင့်ကနေပြီးတော့လေဘဝဒုက္ခကိုဆင်ញင်သုံးသပ်ကြည့်လို့ရတယ်လို့အဲ့ဒါတွေကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကနတ္ထိခန္ဓတမဒုက္ခခန္ဓာနဲ့တူတဲ့ဆင်းရဲဒုက္ခဆိုတာမရှိဘူးလို့ဟောရုပ်ခန္ဓာတွေနဲ့ပတ်သက်ပြီးတော့အခုလိုပြောမျက်စိနာနာလျှာကိုယ်လို့ဆိုရဲဉာဏ်နဲ့ရုပ်တွေဟာဒီတိုင်းပဲခန္ဓာကိုယ်ထဲမှာရှိသမျှရုပ်တွေဟာဘုန်းကြီးတို့တွေရလာတာဒုက္ခကိုပဲရလာတယ်လို့ဒီလိုမြင်နိုင်အောင်ဘုန်းကြီးတို့တွေဆင်ញင်သုံးသပ်ရအနုပတနာလို့ခေါ်တဲ့အတိုင်းလျော်တဲ့အမြင်သို့မဟုတ်ထပ်တလဲလဲရှုမြင်မှုအဲ့ဒါကိုအနုပတနာကိုအင်္ဂလိပ်လိုပြန်တဲ့အခါ contemplation လို့ပြန် contemplation လို့ဖို့တတိပရဏမဟာတတိပရဏသုတ်ကိုဟောတဲ့အခါမှာမြတ်စွာဘုရားကဒီအနုပတနာဆိုတဲ့စကားလုံးကိုသုံးတာပဲကာယ ानु ပတနာဝေဒနာ ानु ပတနာစိတ် ानु ပတနာဓမ္မ ानु ပတနာဆိုပြီးအနုပတနာဆိုတဲ့စကားလုံးကိုသုံးတာသမာဓိဆိုတဲ့စကားလုံးကြတော့ concentration လို့ပြောတာဒါ meditation ဆိုတာနဲ့ contemplation ကအလားတူတူတယ်ပေါ့အဲ့တော့ concentration လုပ်တာလေးတစ်ခုကိုပဲကမ္မထာထိုင်တယ်လို့ခုခေတ်မှာတော့အများကထင်မှတ်နေတတ်တယ်ပေါ့တမာရီရအောင်လုပ်နေတာကိုပဲကမ္မထာထိုင်တယ်လို့အောက်မေ့နေတတ်တယ်ဒါကြောင့်မို့လို့ contemplation လို့ခေါ်တဲ့အသိဉာဏ်နဲ့ဖန်မှန်ထထဆင်ញင်သုံးသပ်နေမှုရှုမြင်သုံးသပ်နေမှုဟာအနုပတနာအဲ့ဒါအမှန်တမ်းအရေးကြီးပါတယ်ဘဝဒါကြောင့်မို့လို့ဘုန်းကြီးတို့တရားကောင်းစဉ်ပေးတဲ့အခါဘဝကိုရှုမြင်ဘဝဒုက္ခကိုရှုမြင်သုံးသပ်ခြင်းဆိုရင် contemplation ကိုပြော